မြတ်စွာဘုရားဘလောက်ထီအောင်ဟောထားတုံးလို့ဆိုလို့ရှိရင်အေးမိတ်ဆွေဆိုတာမပြစ်မှားရဘူးတဲ့မိတ်တော်ဟဝေတတ္တပရိနာဟောတိတဲ့သူတော်ကောင်းတွေကခုနှစ်လမ်းအတူသွားဖို့ရင်ပဲမိတ်ဆွေလို့ဒီလိုဆိုတာလူမပြောနဲ့သစ်ပင်ရိပ်အောင်နားခိုနေဘူးလို့ရှိရင်အဲ့ဒီသစ်ပင်ရဲ့အရေးကိုကျေးဇူးတင်ပြီးတော့သစ်ပင်ရဲ့တက်ကိုင်းကိုမချိုးမဖျက်ရဘူးလကားသားနေတချို့ကစိတ်သွားတာတည်းပန်းမင်လေးတွေ့ရင်လည်းဆွဲစိတ်သွားတာဘာအကျင့်မှမသိဘူးသူကသူလှနာမလှစေချင်တာလားမသိဘူးဆွဲစိတ်သွားအဲ့ဒါလို့မဖျက်ဆီးရဘူးတဲ့မက္ခဆိုတာသူများရဲ့ဂုဏ်ကျေးဇူးကိုဖျက်ဆီးတတ်တယ်တေတံဝိနာတနာရတောတဲ့သူများရဲ့ဂုဏ်ကျေးဇူးတွေကိုထောက်ဖျက်ပစ်တယ်တဒဝိသဒနာပစ္စုပ္ပထာနောဖုံးပြလိုက်တယ်ဘာမှငါပေါ်မှာကျေးဇူးမရှိဘူးဘာမှဂရုစိုက်စရာမလိုဘူးနဲ့ဆိုပြီးတော့ဖျက်ပစ်တာအဲ့ဒီမက္ခကျေးဇူးမတင်တတ်ဖဲနဲ့သူများရဲ့ကျေးဇူးကိုတုတ်ပြလိုက်တယ်လို့ဖျက်ပြလိုက်တယ်လို့ဘောကိုဒတ်စတာနဲ့ဖြတ်ပလိုက်တယ်လို့အဲ့ဒီလိုရေးထားတဲ့စာတွေကိုလက်နဲ့ရေးချေနဲ့ဖြတ်ဆိုတာလို့ဖြတ်ပလိုက်အဲ့ဒါကိုမက္ခတရားလို့ခေါ်တာအဲ့ဒီမက္ခတရားရှိရင်လည်းပဲစိတ်ဥမာလို့ခေါ်တယ်စိတ်ထဲမှာအဲ့ဒါဝင်နေရင်စိတ်ဥမာ